မင်္ဂလာပါဒါဆိုရင်ဆရာတို့ဒီတစ်ခေါက် day 3ကိုကြည့်လိုက်အောင်တော့ day 3မှာဆရာတို့သင်ပြီးသား form မှာသင်ခဲ့ပြီးသားsummary နဲ့အဲ့ဒါပေမဲ့ဆရာတို့အဲ့မှာလည်းပြောခဲ့ဘူးတယ် form မှာသင်ခဲ့တဲ့Geodana ပုံမှန်ရည်ရွယ်ထားတယ်ဆိုရင်တော့ summary test အဲ့လိုမဟုတ်ပဲ percent ဖြစ်သွားတဲ့ summary test ဆိုရင်တော့အတိတ်ကအဲ့လိုစိတ်ကူးခဲ့တယ်ဒါပေမဲ့မလုပ်ဖြစ်ဘူးဆိုတဲ့ပုံစံမျိုးဆိုတော့သူတို့ကအစီအစဉ်တွေပါတယ်ကိုပြောတယ်အဲ့ဒီအစီအစဉ်တွေမဖြစ်တော့ဘူးပြတ်သွားတယ်စိတ်ကူးထားတာပြတ်သွားတယ်ဆိုတဲ့ဟာမျိုးတွေမှာဘယ်လိုပြောလဲ summary testအဲ့နောက်တစ်ခုကကြတော့ဟာစုဒါလည်းဆရာတို့ဖုန်းမှာပါပြီးသားပါအကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့လိုဖြစ်မှတေးကြတယ်လို့ပြောတာပါလေဟာစုဟဲ့ကြဒါဆိုရင်ဒီမှာအစ်စ်ပါတာကဘာလဲလို့ပြောရင်တော့Beckyဆိုတာကကြတော့ဆရာတို့ကလုံတင်တယ်ဒါပေမဲ့အဲ့မှာတစ်ခုသတိထားမှာကဆရာတို့အရေးကြီးတာပါလေ personal ဘိုင်းနဲ့ပြောတာမဟုတ်ပဲနဲ့ general အနေနဲ့အများအနေနဲ့ကြည့်ရင်ဒါကဖြစ်တဲ့လုံတင်တယ်လို့ပြောတယ်အဲ့လိုမဟုတ်ပဲနဲ့ရိုးတနက်ကိုအကြံပေးရင်တော့တဟိုးက test တော့ရတယ်ဆိုပေမဲ့အများအနေနဲ့ကြည့်ဥပမာနိုင်ငံသားတယောက်ကတိုင်းပြည်ကိုကာကွယ်တဲ့နယ်ကတိရစောင့်ထိန်တဲ့နယ်လို့အဲ့လိုမျိုးဆရာတို့အများအနေနဲ့ကြည့်တဲ့အခါမှာပြောရင် Becky အဲ့မှာသတိထားမှာကဆရာတို့ကရှိမှဆိုရင်စုရု Becky စု Becky တဲ့တုံးလို့ရတယ်နောက်တစ်ခုကအငင်း Becky ဆိုတာမရှိဘူး Becky တဲဝါနိုင်ပဲတုံးဒီဟာလေးတွေပြင်ပြောနေတာနော်ပြီးရင်နောက်ဆုံးတစ်ခုကပါလဲတမွန်လို့တမွန်လို့အတိတ်ပါအတိတ်တုန်းကအရန်လုတ်ခဲ့တယ်ခဏလုတ်ခဲ့တယ်ဆိုတဲ့ဟာအတိတ်ကဟာဒီတိတ်မကြသေးတဲ့ဟာကိုပြောတာမဟုတ်ဘဲနဲ့တော်တော်ကြာပြီးတဲ့အတိတ်ပါဟာကိုပြန်တတိယပြီးတော့ပြောတာကတမွန်လို့အဲ့ဒါကိုဆရာတို့စဉ်းစားရင်းနဲ့ကြည့်မယ်ဆိုရင်ဒီမှာခန်းကြီးလေးတွေအရင်ကြည့်လိုက်အောင်